Tình không nhẹ một thành tâm ngăn ngò đi muốn thao muốn tình cha đi lo mình ta ra tình bài cho ra nhịp chơi cứ sáng ra na rai rap rap ra ra nhịp sáng ngày thế đầu đừng ngã ra đâu chỉ ra tu chỉ မင်္ဂလာပါရွှေဘော်ကျွန်းဆရာတော်ဘုရားကြီးရဲ့တပေါင်းသချင်းလေးဖြစ်ပါတယ်โอเคကျွန်တော်တို့တပေါင်းဆိုတာတော့ဟုတ်ကဲ့ကျွန်တော်လူငယ်တယောက်ဖြစ်တဲ့အတွက်ရင်တော့တပေါင်းလေးကိုကျွန်တော်မယုံပါဘူးအခုတော့မယုံပါဘူးယုံနေတော့မယုံဘူးဆိုပေမဲ့တပေါင်းဆိုတာကကလေးတပင်တဲ့သူယူတွေရဲ့နမိတ်ပြစကားလို့ခေါ်ပါတယ်မှန်ပါဗျပညာရှိကျမ်းဂန်တက်တွေကနေပြီးတော့နောက်မှဖြစ်လာမယ့်အရာတွေကိုရေးဆက်ခဲ့တဲ့အရာတွေကိုကြပြလေးတွေအလင်္ကာလေးတွေထည့်ပြီးတော့အမှန်တန်သားတွေဆိုလို့ကောင်းရေးဆက်ခဲ့တာကိုတပေါင်းလို့ခေါ်တယ်လို့မြန်မာစစုံကျမ်းမှာဖတ်ဖူးခဲ့ပါတယ်ခင်ဗျာမင်းဗျာစာသားတော်ရှိသေးတယ်ဘယ်လိုလေးလဲညီလေးအမီးကုံအရက်ကုံရိတ်ခါကုံတက်တွင်းတပုံထလိမ့်မည်မီးကုံရက်ကုံရိတ်ခါကုံတက်တွင်းတပုံထလိုက်နင်းလေအမီးကုံပါလေတွေကအရက်တက်ကြီးတိုက်ခိုင်းနေတာဟိုမှာအမီးတဲ့ကုံကြီးရက်လက်ကုံပြီမီးကုံအရက်ကုံကြီးကုံတာအဲ့ဒါညကဟုတ်ဒါပါလေရှင်ဘောရဆရာရဲ့တပေါင်းချင်းလေးကိုဟုတ်ကဲ့တိုင်းဆိုပြပြစီတတွင်းတဘုံထလိမ့်မည်တတွင်းတဘုံထလိမ့်မည်တဘုံထကမင်းမိစ္ဆာချက်ချင်းကြလိမ့်မည်မင်းကြည်တရားထုံးစဲပါနဂါတကအောင်လိမ့်မည်နဂါတကအောင်လိမ့်မည်စေဝါကွဲလျက်ချက်ချင်းပဲထိုးစင်းစင်လိမ့်မည်ဒီတော့ဘယ်လိုလာညီမလေးမင်းမရောလေမင်းမရောနဲ့တင်းတန်ရှင်လေးမင်းမဟာဆိုပါလားမောင်ရမီးကုံရကုံရိတ်ခါကုံတတွင်းတဘုံထလိမ့်မည်တတွင်းတဘုံထလိမ့်မည်တဘုံထကမင်းမိစ္ဆာချက်ချင်းကြလိမ့်မည်မင်းကြည်တရားထုံးစဲပါငါတကအောင်လိမ့်မည်ငါတကအောင်လိမ့်မည်စိတ်ဝမ်းကွဲလျက်ချက်ချင်းပဲထိုးစင်းစင်လိမ့်မည်တပေါင်းစစ်ချီတောင်းစစ်တီတောင်းချီတက်လိမ့်မည်ငါတနေပြီးတော့စင်မိစ္ဆာမင်းဆက်ပြုတ်လိမ့်မည်မိစ္ဆာမင်းဆက်ပြုတ်လိမ့်မည်တပေါင်းစစ်ချီတောင်းစစ်တီတောင်းချီတက်လိမ့်မည်နဂါတနေပြီးတော့စင်မိစ္ဆာမင်းဆက်ပြုတ်လိမ့်မည်မိစ္ဆာမင်းဆက်ပြုတ်လိမ့်မည်ထိုနေ့အခါဒီမြမတာယာဝပြောမည်မိစ္ဆာလမ်းကကျေပါပြီနောင်တက်လာမဲမဲကနေပါပြီထိုနေ့အခါမင်းမိစ္ဆာရေရဘယ်လိုကောင်းကောင်းတပေါင်းမကြော်မီမန်းတောင်ကတောင်သမရေနှခါဖွေးပြီးတော့ပြန်မိတ်ကလေးရပါအခါမင်းသမီးကျော်လေးမေးစမဲပြီဆိုပါလားမောင်ရလာလာဒါညီမလေးရိတ်ခါကုံတတွင်းတဘုံထလိမ့်မည်တတွင်းတဘုံထလိမ့်မည်တဘုံထကမင်းမိစ္ဆာချက်ချင်းကြလိမ့်မည်မင်းကျင်တရားထုံးစဲပါနဂါတကအောင်လိမ့်မည်နဂါတကအောင်လိမ့်မည်စိတ်ဝမ်းကွဲလျက်ချက်ချင်းပဲ
ငါတနေပြီးတော့စင်မိစ္ဆာမင်းဆက်ပြုတ်လိမ့်မယ်မိစ္ဆာမင်းဆက်ပြုတ်လိမ့်မယ်တော့ဤတလိမ့်မည်ငါတနေပြီးတော့စင်မိစ္ဆာမင်းဆက်ပြုတ်လိမ့်မယ်မိစ္ဆာမင်းဆက်ပြုတ်လိမ့်မယ်ထိုးနေအခါဒီမြမတာယောဝပြောမိစ္ဆာတော့ကျေပါပြီနောက်တက်လာမယ့်မင်းကနေပါပြီထိုးနေအခါမင်းမိစ္ဆာရေရဘယ်လိုတော့တပေါင်းမကြော်မတောင်းကတောင်းတမကြီးနှခါဖွေးရိုးရမိတ်ကလေးအမချင်းလေးရေးစတန်နေထက်ပြီးလဲကျွန်တော်ဆရာဒီကြောင့်မို့တောင်းကြိုးအိုးပဲလေကျေးဇူးများကြီးတင်ပါတယ်အဲ့တော့ကျွန်တော်တို့တောင်းကြီးကိုဖွဲ့ရရောက်နေရမှာဒီလိုမျိုးတော်လရေးအတွက်အတိတ်ဘောနမိတ်ဆောင်တဲ့သချင်းတွေကိုဒါဖြောပြနေကြဆိုတာဒါပြိသက်လည်းအများသိပြီးသားဖြစ်ပါတယ်ဗျာအဲ့တော့ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးအတိတ်ဘောနမိတ်ဆောင်တဲ့သချင်းတွေကိုဖြောပြဖို့လဲကျွန်တော်တို့မရတဲ့အချိန်လေးမှာမနေ့လူပြောစူးစမ်းရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်တယ်ဗျာအလင်းကကာယနဝေမောမလေးနဲ့ညာဘုံခွနဲ့စီမြေကတောင်းတောင်းရဲ့ညာအတိတ်ဘောနမိတ်ဆောင်တဲ့သချင်းမှာဘာတော့မှဒါဘေဘေဆာဒါမရတော့ပြိသက်ထဲမှာဖြစ်မှာမရတော့ဟာဒီပါနဝေမောမလေးနဲ့ညာအမေအမေနော်ဘုံခွနဲ့စီမြေကတောင်းတောင်းရဲ့ညာ no 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 ရဲ့ညာတေကြီးဆိုငါတို့ကအချိန်မရပါဆိုတော့ပြန်လာကနေပြီတေကြီးဆိုလာခဲ့ကာဘုံတိုင်းလုံးဝေးစာဒီလျက်ဒီပါ ဘုံရွာသူပြေဆဲရွာတဲ့ဘုံဝါရီစဲမို့ဆဲအောင်ရွာတဲ့ဘုံဝါရီစဲမို့အောင်စေအောင်စေအောင်စေတိုင်းစေအောင်စေအောင်ကြစေကဲနော်ကြည့်ကြည့်တောင်းကြခါတာဒီတခါမြင်ဘူးလားကြည့်လားမင်းသားမင်းသားကလာပြောတာပါသိချာကပြောင်းအေးကမင်းသားကလည်းငက်ချင်ပြီးထင်တယ်အားလုံးကြီးတဲ့လူတွေစုလာချလို့ရတယ်နော်ဟောကြည့်လားလောက်စမ်းဟောလောက်စမ်းပြောမဒီနေ့ပြောမလားတေကြီးဆိုအဲ့ဒါဆိုရင်ဟလိုနားနဲ့ဟလိုကောက်ကိုင်တော့တူမဆိုးလို့လားဟမ်မကောက်တဲ့လူလေငါခတ်တော့ခတ်နေတာကြောက်မင်းဘာလာလို့တာအေးဒါကွာဟမ်ဘာလို့တာလာကတာလေဟာဒီမှာအတိတ်တဘောနမိတ်ဆောင်တဲ့ချင်းနဲ့တောင်းကြီးကိုကစိုးနေတာအဲ့လိုစိုးနေတာအဲ့တော့အတိတ်တဘောနမိတ်ဆောင်တာမင်းကဘာလဲအလင်းကကာယနဝင်းမိုးမလေးနဲ့တရောင်းစားရဲ့ညဆိုဘာလို့တာစိန်တောင်းဆိုတော့တောင်းရဲ့ညဘက်နဲ့တရောင်းစားရဲ့ညဟိုငါလည်းအဲ့ဒါပဲကြားတာပဲအဲ့ဒါအတိတ်တဘောနမိတ်ဆောင်တဲ့ချင်းနဲ့စိုးဘလို့တချင်းဆိုငါဆိုပြီးမင်းကကျွန်တော်ကပေးမယ်အဲ့တော့နော်အကြနာတော့နော်တင်ချာလေးကပေးမယ်လောက်ဆမ်းမှာတော့ကကြည်တော်အခါအာဗမလွန်စွာအားကိုးရပါလိမ့်မည်လွန်စွာအားကိုးရပါလိမ့်မည်ငယ်တော်ကသမီးဖေလို့မသားကြီးကျွန်တော်ကိုဆဲတာကျေးဇူးပါပဲအဲ့ဒါတေကြီးတို့မှတ်တာငါ့ကိုညာဆဲတာဒါပေမဲ့ကျွန်တော်ဒီနေ့ပြောဖက်ဒရယ်ဝဲတော်ကြီးမှာကျွန်တော်တောင်းကြီးကိုဖွဲ့ဖြောပြရင်းရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာအဓိကပြောချင်တာကတော့ကျွန်တော်တို့ဒီပွဲကြီးဖြစ်မြောက်ဖို့အတွက်ဗော်လန်တီယာလုပ်ပေးတဲ့ညီကိုမောင်နှမများအားလုံးစင်ပေါ်ကနေဥခိုက်ပါတယ်ခင်ဗျာဥခိုက်ပါတယ်ဒီလိုတပွဲဖြစ်ဖို့ဆိုတာဒီဗော်လန်တီယာတွေမပါဘဲနဲ့မဖြစ်ပါဘူးဖြစ်ပါဘူးနော်ဒါပေမဲ့ကျွန်တော်ပြောချင်တာလေးတစ်ခုတော့ရှိတယ်။ဘာများတော့ညီလေးရကျွန်တော်တို့တွေဒီတော်လန်ရင်အာနာမသိခင်တုန်းကโอเค
ကျွန်တော်တို့ဂျပန်ရောက်နေတဲ့လူတော်များများအလုပ်လုပ်ခွင့်မရှိကြဘူး မင်းဗျာ ဒါအခုအလုပ်လုပ်ခွင့်ရှိတော့တော်လိုင်းရင်အစမှာတော့အေးနိုင်အားနိုင်ပါဝင်တာကျွန်တော်တို့တွေ့ရတယ် တွေ့ရတယ် ပါဝင်ကြတယ် အခုအချိန်မှာတော်လိုင်းရင်တော့သွေးသွားတယ်လို့ကျွန်တော်ခံစားရတယ် အော်တွေးရောဆိုခံစား ဟုတ်တယ်ဒါကြောင့် ဟဲ့တွေးရောခံစားဘုရုတွေပြောနေ မဟုတ်လေဟို ဒီတူကျော်ကအခုလာတဲ့လူတွေမပြောချင်တာ အော်ဒီထဲမှာလည်းအဲ့လိုကျွန်တော်ခါဆုတို့သမားတွေပါမယ်ထင်တယ် ဟာခါစုတော်နာမည်ရောအကုန်ကွာဗီဇာမျိုးစုံတွေပါ ကုန်ပါတယ်ဗျာ အဲ့ဒါဆိုရင်တော့အကိုကဒီလာတဲ့ပြိတ္တတွေကိုမပြောဘူး ဩ ကျွန်တော်ဂူမာပြိတ္တတွေကိုကျွန်တော်ပြောတာ ဟဲ့ကောဟုတ်မှာဘုံမကလူတွေထိုင်နေတယ် ဟောဂူမာလူတွေလေ ဟုတ်မှာအေးပြော ခဏလေးကျွန်တော်ပြောတာမှားသွားလို့တိုဂျိုလည်းမပါဘူးဂူမာလည်းမပါဘူးကျွန်တော်ကဟိုးနာကိုယာကလူတွေကိုကျွန်တော်ပြောတာ အဲ့တော့ခတ်ပြီးနာကိုရလို့ဘုနာမှာငါ့လာပြောသေးတယ်အကိုတဲ့ကျမတို့ကနာကိုရမှာကိုတဲ့တောင်းကြီးကိုဖွဲ့ရလာတယ်လာတော့မိတ်ဆက်သေးတယ် အဲ့ဒါဆိုကျွန်တော် sorry ပါကျွန်တော်တိုဂျိုလည်းမပြောဘူးဂူမာလည်းမပြောဘူးနာကိုယာလည်းမပြောဘူးကျွန်တော်အိုဆာကာလူတွေကျွန်တော်ပြောတာ အဲ့ဒါပဲမင်းတို့ကလည်းပြောရလဲနားမလဲအိုဆာကလည်းဖုန်းလေးနဲ့ line ပေါ်ကြည့်လို့ရတယ်ကွာတိုးတက်နေတဲ့အင်တာနက်ခေတ် ဟောဒီလိုခေတ်ကြီးထဲမှာ ဒီလိုခေတ်ကြီးထဲမှာ တိုဂျိုရောဂူမာရောနာကိုယာရောအိုဆာကာရော ဟုတ်တယ် ကဲအားလုံးကသိနေမှာတော့အားလုံးပဲမျှခံကြပါကျွန်တော်အားလုံးကိုပြောတာ ဒီတို့ဟုတ်တာလေးမပြောနဲ့နော် ကျွန်တော်တချင်းလေးတစ်ပုတ်လောက်တော့ ရမင်းတချင်းမရဘူးတောင်းကြီးကအချိန်လည်းမရဘူး အချိန်လည်းမရဘူး ချလည်းမရဘူး ဟုတ်တယ် အချိန်ရလားမရလားတော့မသိဘူးကိုစိန်တော့စောစောလေးဟိုဖြစ်ပေးပါတဲ့ ဟုတ်တယ် ပြောတဲ့လူတွေပြောတာ ဟုတ်တယ်ပြောတယ်လို့ပြောသွားတယ်တို့လည်းသိတယ် ဟိုအဲ့ဒါပြောတဲ့လူမရှိတော့ဘူးပြန်သွားပြီ ဟုတ်တယ်မနေ့ရော အင်ကြီးစိန်ကိုပြန်သွားတာ ဟော ကဲ မအဲ့လိုလုပ်လို့မရဘူးတောင်းကြီးကိုဖွဲ့ဟာကိုစရိတ်ကိုစားပြီးတော့တော်လန်ရဲမှာပါဝင်ခဲ့တာ ဟုတ်တယ် အဲ့တော့ပွဲတိုင်းမှာရန်ပုံငွေရောက်ရှာခဲ့တယ် ရန်ပုံငွေရအောင်ရှာခဲ့တယ် ကျွန်တော်ဗင်မင်းသားမှအချိန်ပေးမကြည့် ဘယ်လိုကြည့် ကြည့်လို့စမ်း ပြောတာမှမကြည့် ဖေဖေသား မ ကို င်း ကြည့် သားကိုကြည့်ဒီမင်းသားကိုကြည့်မယ်ပေါ့ ဘယ်သူမှမကြည့် အာ လူမှမ ကျေးဇူးမကြည့်တော့ပဲ ရှာ ဒါ စေ ပြီး ငါ တော့ ပြန်ပြောမနာလို့ မှတ်တာရက်ခင်ညမဟုတ်အဲ့တော့ တပုတ်တော့ နော်တောင်းကြီးကိုဖွဲ့ဟာရောက်တဲ့နေရာတိုင်းမှာကတဲ့နေရာတိုင်းမှာ မှန်တယ်ဗျာ ရန်ပုံငွေရအောင်ရှာခဲ့တယ် ဟုတ်တယ်ဗျာ နော်ကိုစိတ်ကိုစားပြီးရှာတာနော် ဟုတ်တယ်ဗျာ တော်လိုင်းစကြရရ တော် နေ လေးဆိုရင်ယနေ့ဒီမင်းအဲ့တော့ကကျင်တယ်မှတ်လား ကကျင်တယ်လေ ကကျင်လို့ရှိရင်1030 40ရအောင်ရန်ပုံငွေရှာပြီးတော့ ရန်ပုံငွေရှာပြီးတော့ ရအောင်ရှာ စဉ်းစားကြည့်ကျွန်တော်မဖြစ်နိုင်တာပြောဒါပေမဲ့ကျွန်တော်ကားတာကိုကြည့်ကျင်နေဆိုရင်တော့လက်ကုပ်လေးတော့ကျွန်တော်ဒီပေး ဒီပရိသတ်ကြီးနဲ့ဖြစ်နိုင်ပါတယ် ဖြစ်နိုင်ပါလေ ကဲကားတာကိုကြည့်မယ်ဆိုရင်တော့လက်ကုပ်လေးဒီပေးတော့ဆိုရင်တော့မကဘူးလက်ကုပ်ဒီတဲ့လူရှိတယ် အဲ့လိုပဲအယူမြောက်ပြီးအဲ့ဒါပြောတာဟိုကတကယ်လို့ ယူပုံမြောက်သွားတာပြောတာ အဲ့ဒါဆိုရင်တော့မကခင်မှာကျွန်တော်တချင်းလေးတစ်ပုတ်တော့စပူပေးရတယ် ဟောတပုတ်တည်းတပုတ်တည်းနော် တပုတ်တည်းပါ တပုတ်တည်းလာ တပုတ်တည်းလာ ကျွန်တော်တပုတ်တည်းဆိုပေးရတယ် ကျွန်တော်စက်ကခွင့်ပြုဖို့အတွက်ကျွန်တော်စုလေးချလို့ရရနော်သူက1030 40ကျမှကျွန်တော်ဒီပေါ်မှာတကယ်ကလို့ရပါကျွန်တော်မနက်ကလေးကဒီလိုထဲမှာမိတ်ကပ်တွေလိမ့်ပြီးတော့ကျွန်တော်စောင့်နေတာလူမို့လို့ပေါ့နော်ကျွန်တော်ပဲဆိုရင်တော့အညောင်းတွေထွက်တယ်ကျွန်တော်တိုင်းစောင့်လူဖြစ်နေလို့ ယူတဲ့နဲ့ရောရိုက်တာ ဂီတာမှုဆရာကျွန်တော်ဆိုဖို့အတွက်တပုတ်လောက်လေးကျွန်တော်ဆိုတပုတ်တည်းကျွန်တော်တပုတ်တည်းကျွန်တော်တပုတ်တည်းကျွန်တော်အတန်ချက်ဆက်ကိုကြီးနည်းနည်းတော့ချက်ပြီ ဘယ်အားလုံးလက်တော့တယ်လေ ကမယ်နော်ဒီဆိုကမယ်အားလုံးအခုကျွန်တော်ရဲ့ညီတွေညီမတွေဆင်းလာနေမယ်အားလုံးကျွန်တော်စုကြတဲ့အလူငွေလေးတွေထည့်ပေးပါနော်သမီးသားလေးတောင်းတော်လေးကိုတိုင်းပြည်ကမျောသမီးသားလေးတောင်းတော်လေးကိုတိုင်းပြည်ကမျောမြမလေးစီပေါ်တည်နေတဲ့တေဝလာတော်မြမလေးစီပေါ်တည်နေတဲ့တေဝလာတော်အောက်စီကနေငိမ့်ညာတောင်းတိုက်ခါကျော်အဲ့ဒီအလူကဖလားလေးတွေနဲ့လိုက်ပြီးတော့အလူကနဲ့တော့အလူငွေလေးတွေထည့်ပေးပါဒီပတ်စံတွေကျွန်တော်တို့တစ်ချက်မှယူမသွားပါဘူးအားလုံးကျေးဇူးတင်ပါတယ်ပြန်ပါတယ်လို့ပြော တပုတ်သေးနော်တပုတ်သေး တပုတ်ရဲ့ ကျွန်တော်ကိုယ်တိုင်စစ်
က်တပြားမှယူသွားခြင်းမရှိပါဘူးခင်ဗျာမိုက်ကလည်းအော်အတမ်းလို့ချစ်နေပါတယ်ခင်ဗျာအဲ့တော့ ဝေချာလေးမိန်တော့ညာမိန်တော့စီရောက်ဆုံးတာလေညာတော်လာပါပါဝေချာလေးမိန်တော့ညာမိန်တော့အဖေလိုမိန်တော့ဆိုရကားဦးစံရှိသမျှခင်မလို့ချာကျွန်တော်ကမယ်ဒါလာရဲညာဟုတ်ကဲ့ဟုတ်ပါဘူးကြားနေလို့လည်းဟုတ်ပါဘူးဟုတ်ကြားနေလို့လည်းအာပြေးစားရဲ့မမရဲ့ဘာလို့ကရင်တို့လို့ဒီအာပြေးစားရဲ့ရင်းတဲ့တွေဘာလို့ကရင်တို့လို့ဒီလက်တော့ကဒီလိုနိုင်ဆိုင်ဝါဘာလဲဒီမောဘာလဲမဘူးမမရဲ့ဘာလဲမဘူးမမရဲ့ကောင်းတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့နော်ဟုတ်ကဲ့နော်ဝတ်ဒီရတယ်အားမီလို့ဒီလိုမျိုးဒီလိုမျိုးခိုင်ကတာမလားဘေးဘေးဘေးဆိုရင်တော့ဒီကိစ္စကိုဆိုရင်ဘာလို့ဒီလိုအားလုံးလက်ကိုကြည့်ဒီခါမြင်ဘူးတာပဲပြုတ်တာကျွန်တော်ကမှာလားယင်ကပါပါအဲ့ဒါဆိုရင်တော့ဘယ်စီစီတွေဟိုမှာကိုတန်းတော်တဲ့လို့ပြောရမှာပဲကဆိုရင်တော့သူတို့စီအချိန်တောင်းမှရမှာသူဟုတ်တယ်ဗျာ6ပုတ်ဆိုပြီးသွားတယ် sorry တော့တပုတ်သေးလို့6ပုတ်ပြောင်းပြောအဲ့လိုမကြောက်ဘူးဒါပေမဲ့တခုတော့ပြောတယ်ကျွန်တော်ဘယ်စီစီနဲ့ကိုတွေကိုလည်းလေးစားတယ်သူတို့တွေကြောင့်ကျွန်တော်တို့တွေဖြောပြရတယ်ဒေါ်လာအင်းပွဲတွေအင်းတိုင်းအားတယ်ကျွန်တော်ကိုတွေဟုတ်ကဲ့ဒါပေမဲ့တခုတော့ request လုပ်ပေးရစေလုပ်ပြရတယ်ဗျာနောက်နေ့တည်းကြရင်တော့ကျွန်တော်တို့လေတိုက်တီးလုံးတိုက်ချိန်လေး2ပတ်လောက်တော့ဂျုံပေးပါဟုတ်ကဲ့ဂျုံပေးပါဗျာဒါပေမဲ့ကျွန်တော်နေပါကြည့်နေဒါပေမဲ့ကျွန်တော်သူ့ကိုလေအခုခေတ်စားနေတဲ့တချင်းလေးနဲ့တော့ပြောရရတယ်မလုပ်ပါနဲ့မလုပ်ပါနဲ့ host stop မလုပ်ပါနဲ့မလုပ်ပါနဲ့မလုပ်ပါနဲ့ host stop မလုပ်ပါနဲ့ဟောဒီကြီးတို့အဲ့ဒါလေးတဏ္ဍာမိုးတိဟာကြီး host stop မလုပ်ပါနဲ့မလုပ်နဲ့မဟုတ်ကျွန်တော်တို့ညဗျာအကိုကြီးကျွန်တော်ဘယ်လိုလုပ်ရမလဲအချိန်ကြီးကပြောင်းသွားပြီတော်သေးတာပေါ့မနက်ကပုံစံတော့အဆင်ပြေသွားခဏလေးပြောတာလည်းပြောအာရီနာမြင်းမျိုးတွေလိုပဲတည်တယ်လူဝင်သွားတယ်ဖိဖိနေကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့တော့အချိန်တကယ်မရလို့နောက်နှစ်ကြာရင်ကျွန်တော်တို့အချိန်တွေအများကြီးတောင်းဝင်ကိုကြီးချိန်ပေးတော့တခါတည်းစာချုပ်ချုပ်တာ
နောက်နေ့ကျရင်ဒီစင်မောကနေကျွန်တော်ဒီလိုဂျိုးနေပြည့်ပြီးတော့ကျွန်တော်ကပြမယ်ဒီနေ့တော့ကျွန်တော်တို့အကိုကြီးကလာပြောတယ်စောနိုင်တယ်များစောသိန်းတော့တဲ့ စောဝိုင်းနောက်ကိုအခု10မိနစ်ပဲကြာတယ်နော် ကဲဟုတ်ပြီတကားတွေဟိုဖြစ်နေတာဆိုတော့ကျွန်တော်တို့ယနေ့အချိန်ဒေါင်းကြီးကေကိုနဲ့တွေ့ပြီးတော့တော်လာရေးအစပြန်ရောက်သွားတယ်လို့ခံစားရအောင်လို့ကျွန်တော်တို့နဲ့အတူနော်အားလုံးနဲ့အေးနေတာသွေးသစ္စာလေးနဲ့ကျွန်တော်တို့နော်တက်လန့်ပေးမယ်အားလုံးအလူငွေတွေထည့်နေတဲ့လူတွေကျေးဇူးတင်တယ်ညီလေးသမိုင်းတစ်တို့ပြန်လာခဲ့တော့နော် အေးဟို တကယ်တော့ပြောတာလားဟိုဖြစ်ရင်လည်းမပေးရင်လည်းလူခဲ့ဟုတ်ပါဘူးလူခဲ့နဲ့ များတာလူခဲ့ ဟုတ်ဘူးဒါတော့မဟုတ်ဘူးဒါဘယ်စီစဉ်သူတွေကနောက်နေ့ကိုဒီလိုမဖြစ်ပါဘူးလို့အာမခံတယ်ဒါစတုဒ္ဒချိန်မြောက်နော်ပြင်စမချိန်ဒါမျိုးမဖြစ်ပါဘူးလို့အာမခံတယ်အဲ့ဒီလိုနောက်ပိုင်းမှာဖြစ်ရင်ပါတာပိတ်ရတယ်ကျွန်တော်၄ဘွဲအာမခံတာသွား၄ချောင်းမရှိတော့ဘူးဟုတ်ကဲဟာလား ဂီတာကိုရေး အားလုံးအေးပြီးတော့လက်ကလေးတွေပိုက်နေပဲရှင်စလိုက်အောင်ကျွန်တော်တို့တော်လိုက်ရင်ပြန်သွားမယ် ဘယ်တော့မှမနေဘူးဆိုတော့ပြမယ်ဟေးရှင်းတော့ဘာမှမရှိ ဆန္ဒရဲတော်မို့အောင်ရမည်ရဲတော်မို့ အောင်ရမည် ကျွန်တော်တာလေးကတော့ချင်းဘာမှမကြားလေမကြားဟယ်လို你老包肉，我是把你的你家走，马路也快，我马路推的一个米，喂，这啥的不个米，嗨，你老包肉，我是把你的你家走，马路也快，我马路推的一个米，喂，这啥的不个米。哪个都多说的过来忙个去，对不对？我老对黑夜也是空气。哪个都多说的过来忙个去，对不对？我老对黑夜也是空气。有人们黑夜也可以，从那开过马路对他们。တွေ့ကြမယ်တော့ဒီလူတွေရေးရလားဟဲ့ ဟီးဟေးဟီးဟေး တော့ဒီလူတွေရေးရလားဟဲ့ ဟီးဟေးဟီးဟေး ဒီမိုကရေစီရရှိရေး ဟိုးယေဟိုးယေ ဒီမိုကရေစီရရှိရေး ဟိုးယေဟိုးယေ စစ်အာဏာရှင်ကြဆုံးရေး ဟိုးယေဟိုးယေ စစ်အာဏာရှင်ကြဆုံးရေး ဟိုးယေဟိုးယေ ဖန်စီထားတဲ့ခေါင်းဆောင်များ ချက်ချင်းလို့ ဖန်စီထားတဲ့ခေါင်းဆောင်များ ချက်ချင်းလို့ ဘိတ်ဆန္ဒဆန္ဒရဲတော်ဘုံ အောင်ရမည် ရဲတော်ဘုံ အောင်ရမည် ရဲတော်ဘုံ အောင်ရမည် ရဲတော်တဲ့ပါနောက်တစ်ကြောက်လေးထပ်ပြီးတော့ဆောက်ရတော့အားလုံးလည်းရှားနေတာဆိုတော့အားလုံးလည်းကွဲမှုလေးတွေကလေးဖြစ်နေ你老包肉，我是把你的你家走，马路也快，我马路推的一个米，喂，这啥的不个米？你老包肉，我是把你的你家走，马路也快，我马路推的一个米，喂，这啥的不个米？哪个都管说山过来忙个去，对不对？我老对爷爷是过去。哪个都管说山过来忙个去，对不对？我老对爷爷是过去。我来问你，人家也可以，上了太快马路对他们。 ဆွေးကြမယ်တော့ဒီလူတွေရေးရလားဟဲ့ ဟီးဟေးဟီးဟေး တော့ဒီလူတွေရေးရလားဟဲ့ ဟီးဟေးဟီးဟေး ဒီမိုကရေစီရရှိရေး ဟိုးယေဟိုးယေ ဒီမိုကရေစီရရှိရေး ဟိုးယေဟိုးယေ စစ်အာဏာရှင်ကြဆုံးရေး ဟိုးယေဟိုးယေ စစ်အာဏာရှင်ကြဆုံးရေး ဟိုးယေဟိုးယေ ဖန်စီထားတဲ့ခေါင်းဆောင်များ ချက်ချင်းလို့ ဖန်စီထားတဲ့ခေါင်းဆောင်များ ချက်ချင်းလို့ တပိတ် မောက် မောက် ဆန္ဒဆန္ဒ ရရ ဆန္ဒဆန္ဒ ရ ရဲတော် အောင်ရပြီ ရဲတော် အောင်ရပြီ ရဲတော် အောင်ရပြီ ဟေးအောင်လားဟေးအောင်လားဟေးအောင်လား လေတော့လေတော့လေတော့ အားလုံးအချိန်မရတဲ့တော့ကျွန်တော်တို့တကယ်ကပြခြင်းပါတယ်နော်နောက်နေ့ဒီအချိန်ရရင်တော့တကယ်ကပြမှာပေါ့နော်အားလုံးကိုကြီးကိုတန်းတော်ထပ်စင်မော်ကြွားပြပါကျွန်တော်တို့
ကောက်ခံရရှိတဲ့ငွေစည်ရင်းလေးနဲ့တကွာအပ်ပရစေ ကျွန်တော်တို့ဒီငွေတွေကိုကျွန်တော်တို့မစားပါဘူး ဘသူစား စားပါဦး ဘယ်သူစားမသိဘူးဘာကစားသလိုလေ အရမလားမလုံးနဲ့ ဟမ်စစ်တောင်းနဲ့ရှိရ အားလုံးနော် 380တဲ့ နေတာစားမယ်နော်တော့ကျွန်တော်တို့အားလုံးအခုဒီပွဲကင်းထဲမှာအလူခံရရှိငွေက8000နဲ့800နဲ့တရမ်းပါအားလုံးလက်ကောက်တန်လေးကြားပြရစေခင်ဗျာ အပြားတစ်ချက်မှတောင်းကြီးကိုမယူပါဘူးနော် တော့ကျွန်တော်ပွဲတိုင်းလည်းအလူခံခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်နဲတယ် ဟေး ရားတယ်တော့မအောင်ပေးပါဘူးအမှန်တော့ကျွန်တော်1340လောက်ကျွန်တော်တို့နော်ရှာဖွေပေးခဲ့ချင်တာအားလုံးကိုကြီးကျေးဇူးတင်တယ်ကျွန်တော်ကိုဖလားယူနော်ဖလားယူတော့အရေးတော်အရေးတော်အရေးတော်ဟုတ်ကဲ့ကျွန်တော်တို့ခေါင်းကြီးကိုဖက်ဖြောပြနေစဉ်အတွင်းမှာအပန်းများပါခဲ့ရင်ရိုက်ပြမိရင်လာကြည့်တဲ့ညီကိုမောင်နှမတွေအားလုံးကိုနှုတ်ဆက်ကြော့ခဲ့ပါတယ်အားလုံးညီကိုမောင်နှမများနှုတ်ဆက်ကြော့ခဲ့ပြလေ